မင်္ဂလာပါကျွန်တော်တို့ရဲ့လူငယ်ဘဝမှာစာအုပ်တွေအများကြီးဖတ်ကြတယ်တင်တန်းတွေအများကြီးတက်ကြတယ်ဟောပြောပွဲတွေအများကြီးနားထောင်ပြီးငါအရာရာကိုနားလည်သွားပြီးဘဝကိုဘယ်လိုဖြတ်တန်းရမလဲဆိုတာငါတည်သွားပြီလို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်လက်တွေ့လောကထဲကိုရောက်လာတဲ့အခါမှာတော့ကျွန်တော်တို့တည်ထားတဲ့ theory တွေစာအုပ်ထဲကစာသားတွေကတကယ်လက်တွေ့ဘဝမှာအတုံးဝင်တော့သတိထားမိလာပါလိမ့်မယ်ဘာလို့လဲဆိုတော့ဘဝဆိုတာစာအုပ်ထဲကအတိုင်းပုံတွေတွက်လို့ရတဲ့တင်ချာပု္ပ္ပာတစ်ခုမဟုတ်လို့ပါပဲလူအများစုကအတွေ့အကြုံလို့ပြောလိုက်ရင်စီးပွားရေးလောကလုပ်ငန်းခွင်လောကမှာပဲလိုအပ်တယ်လို့ထင်တတ်ကြပါတယ်သူကလုံတဲ့ဘယ်လောက်ရှိပြီလဲဆိုတာမျိုးပေါ့ဒါပေမဲ့တကယ်တမ်းကျတော့အတွေ့အကြုံဆိုတာစီးပွားရေးတစ်ခုတည်းမှာလည်းအရေးကြီးတာမဟုတ်ပါဘူးဘဝရဲ့တခြားတော့အရေးကြီးတဲ့နေရာတွေမှာပါအတွေ့အကြုံကဘယ်လောက်ထိတက်ရောက်မှုရှိလဲဆိုတာကိုဒီနေ့ကျွန်တော်နဲ့အတူအဖြေရှာကြည့်အောင်ဗျပထမဆုံးနေရာကတော့ဆုံးဖြတ်ချက်ချခြင်းနဲ့လူကဲခတ်ခြင်းမှာကျွန်တော်တို့ကနေ့စဉ်ဘဝမှာဆုံးဖြတ်ချက်တွေချရတယ်ငါဘယ်သူနဲ့လက်တွဲပြီးလုပ်မလဲဘယ်သူကိုယုံကြည်ရမလဲဒီခွင့်ရေးကိုငါလက်ခံတင်လားဆိုတာမျိုးပေါ့အတွေ့အကြုံမရှိသေးတဲ့အချိန်မှာကျွန်တော်တို့ဟာလူတစ်ယောက်ကိုအပြစ်မှန်းကြည့်ပြီးယုံကြည်မိတတ်ကြပါတယ်တစ်ဖက်လူကစကားအပြောကောင်းရင်ရှိုးဤတန်တန်ပြန့်ပြန့်ရှိရင်ကျွန်တော်တို့ဟာမျက်စိစုံမိတ်ယုံလိုက်မိတတ်ကြပါတယ်ဒါပေမဲ့အချိန်ချင်းလေစားခံရတဲ့အတွေ့အကြုံလူပေါင်းစုံနဲ့ထိတွေ့ဆက်ဆံမှုတဲ့အတွေ့အကြုံတွေရှိလာတဲ့အခါမှာတော့ကျွန်တော်တို့ဟာလူတစ်ယောက်ကိုအပေါ်ယံစကားလုံးတွေကြည့်ပြီးမဆုံးဖြတ်တော့ပဲသူ့ရဲ့တင်းငယ်တဲ့အပြုတ်မှုလေးတွေဟာမှအစအကဲခတ်မိလာတတ်ပါတယ်စိတ်ပညာအရပြောလို့ရှိတဲ့ reading pre-pause ဆိုတာစာအုပ်ဖတ်ရုံနဲ့မရနိုင်ပါဘူးလူပေါင်းစုံနဲ့ထိတွေ့ဆက်ဆံပြီးအမားတွေကြုံတွေ့ဘူးတဲ့အတွေ့အကြုံကမှစစ်မှန်တဲ့အကဲခတ်စွမ်းရည်ကိုပေးစွမ်းတာပါအတွေ့အကြုံရှိတဲ့လူတစ်ယောက်ဟာအကြက်တဲတစ်ခုကြုံလာရင်စိတ်လှုပ်ရှားပြီးမာရဲနဲ့ဆုံးဖြတ်ချက်တွေကိုကမန်းကရမ်းမချတော့ပဲအရင်ကကြုံတွေ့ဘူးတဲ့အတွေ့အကြုံတွေကိုပြန်ထုတ်တုံးပြီးတည်တည်ငြိမ်ငြိမ်နဲ့အမားအနည်းဆုံးလမ်းကြောင်းကိုရွေးချယ်နိုင်စွမ်းရှိသွားပါတယ်ဒုတိယနေရာကတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုကိုယ်တိုင်ထိန်းချုပ်နိုင်သွားမှာလူငယ်ဘဝမှာစိတ်ဆက်တတ်ကြတယ်ဒေါသထွက်လေတယ်ဝမ်းနည်းစရာတွေကြုံရတဲ့အခါမှာဆိုရင်လည်းကဘာပြစ်တယ်လို့ခံစားကြရတတ်ပါတယ်ဥပမာ relationship တစ်ခုပြည့်စည်သွားတဲ့အခါဒါမှမဟုတ်ကိုမျောလင့်ထားတဲ့အရာတစ်ခုဖြစ်မလာတဲ့အခါငါဘဝတော့ပြီးပါပြီဆိုပြီးအကြာကြီးစိတ်တက်ကြနေတတ်ကြပါတယ်ဒါပေမဲ့ဘဝရဲ့ခံစားချက်တွေကိုအချိန်ချင်းခံစားမှုတွေအတွေ့အကြုံရှိလာတဲ့အခါမှာတော့စိတ်ဓာတ်ပြောင်းလဲသွားပါတယ်နောက်ထပ်နာကျင်မှုတွေဆုံးရှုံးမှုတွေတွေ့ကြုံလာရတဲ့အခါမှာတော့ဒါလည်းဘဝရဲ့အစိပ်ပိုင်းတစ်ခုပါပဲအရင်တော့ကလည်းငါဒီလိုမျိုးခံစားခဲ့ရဘူးလားပဲနောက်ဆုံးကျတော့ငါဒါကိုကြော်ဖြတ်နိုင်ခဲ့တာပဲဆိုတဲ့အတိဝင်လာပါတယ်အတွေ့အကြုံကကျွန်တော်တို့ကိုပေးတဲ့အကြီးမားဆုံးလက်ဆောင်ကတော့ resilient လို့ခေါ်တဲ့ပြန်လည်ရုန်းထနိုင်သွားမှာအမြဲတမ်းလဲကျနေတဲ့လူတစ်ယောက်ဟာဘလို့ပြန်ထားရမလဲဆိုတာကိုအလိုလိုသိနေတတ်ပြီးဘဝရဲ့မုံတိုင်းတွေကိုပါပို့ပြီးခံနိုင်ရှိလာပါတယ်ကျွန်တော်ပုံပင်လေးတစ်ပုဒ်နဲ့ဥပမာပေးပြရစီလူငယ်တစ်ယောက်ဟာဓာတ်ကောင်းတစ်လက်ကိုဘလို့လုပ်ရမလဲဆိုတဲ့စာအုပ်တွေနီးစနစ်တွေကိုအလွတ်ကျက်ထားတယ်သူကပပဲဘို့ကိုတွားပြီးစာအုပ်ထဲကအပူချိန်တိုင်းစာအုပ်ထဲကနီးစနစ်တိုင်းမိခတ်ပြီးဓာတ်တစ်လက်ကိုလှုပ်တယ်ဒါပေမဲ့မကြပါဘူးထွက်လာတဲ့ဓာတ်ဟာအဆင်မပြေပဲကျိုးပဲသွားတယ်အဲ့ဒီနောက်သူဟာတက်ကြီးရွယ်ကိုပပဲဆရာကြီးတယောက်ရဲ့တွန်းလောက်တာကိုစောင့်ကြည့်တယ်ဆရာကြီးကစာအုပ်ကိုကြည့်မနေပါဘူးသူဟာတံပြားရဲ့မီးအောင်ကိုကြည့်တယ်တံပြားကိုထူလိုက်တဲ့ချိန်မှာထွက်လာတဲ့အတန်ကိုနားထောင်တယ်ပြီးမှကဲရပြီဆိုပြီးရေထဲကိုနစ်လိုက်တဲ့အခါမှာတော့အလွန်ခိုင်ခန့်တဲ့ဓာတ်ကောင်းတစ်လက်ဖြစ်ပေါ်လာပါတယ်အဲ့ဒီအခါမှာလူငယ်လေးကမေးတာပေါ့ဆရာကြီးစာအုပ်ထဲမှာမပါတဲ့အပူချိန်နဲ့အတန်ကိုဆရာကြီးဘယ်လိုသိတာလဲဆိုပြီးတော့အဲ့ဒီအခါမှာဆရာကြီးကပြုံးပြီးတော့မှငါဓာတ်အလက်ပေါင်းထောင်ချီမကဖြည့်ဆည်းခဲ့ပြီလို့ပါပဲလို့ပြန်ပြောခဲ့ပါတယ်ဒါကဘာကိုပြလဲဆိုတော့ဉာဏ်ပညာဆိုတာအမားတွေအတွေ့အကြုံတွေရဲ့ပြပုံတွေကနေထွက်လာတာပါစာအုပ်ထဲကဘဝတုဒ္ဒဆိုတာအတွေ့အကြုံနဲ့ပေါင်းစားလိုက်မှတာလက်တွေ့သုံးချလို့ရတဲ့ပညာဖြစ်လာတာပါနောက်ဆုံးတစ်ခုကတော့လူမှုဆက်ဆံရေးနဲ့မိသားစုအချစ်ရေးတွေမှာအတွေ့အကြုံကဘယ်လောက်ထိရေးပါလဲဆိုတာပါကျွန်တော်တို့တွေဟာကိုဖြစ်ချင်တဲ့ပုံစံအတိုင်းတစ်ဖက်လူကိုလိုက်ပြောင်းလဲခိုင်းရင်းနဲ့ဆက်ဆံရေးတွေကိုဖျက်ဆီးမိတတ်ကြပါတယ်ဒါပေမဲ့အဆင်မပြေမှုတွေကိုကြုံမှုတဲ့အတွေ့အကြုံတွေရှိလာတဲ့အခါမှာတော့လူဆိုတာပြောင်းလဲဖို့ဘယ်လောက်ထိခက်လဲဆိုတာသိလာပြီးတစ်ဖက်လူရဲ့ရှင်းရဲပုံစံအတိုင်းလက်ခံတတ်လာတယ်နားလည်ခွင့်လွတ်တတ်လာတယ်
စကားပြောတဲ့အခါမှာလဲဘယ်အချိန်ဘာပြောရမလဲဘယ်အချိန်မှာနှုတ်ဆက်နေရမလဲဆိုတာကိုအတွေ့အကြုံကပဲတင်ပေးတာပါစာအုပ်ဖတ်ရုံနဲ့စကားပြောမကောင်းနိုင်ပါဘူးလူတွေနဲ့အဆင်မပြေဖြစ်ဖူးတဲ့အတွေ့အကြုံကမှတကယ်အပြောဆိုယဉ်ကျေးမှုကိုဖြစ်စေတာပါအနည်းချိုးရရင်တော့အတွေ့အကြုံဆိုတာစီးပွားရေးဓမ္မတွေအတွက်တည်းမဟုတ်ပါဘူးဘဝကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းနေတဲ့လူတိုင်းအတွက်အတက်ပါပဲအတွေ့အကြုံဆိုတာအကောင်းဆုံးတွေကြီးစုဆောင်းထားတာမဟုတ်ပါဘူးတကယ်တော့အမားတွေရှုံးနေမှုတွေနာကျင်မှုတွေနဲ့မျက်ရည်တွေပေါင်းစပ်ထားတဲ့အရာပါဒါကြောင့်စူးစမ်းနေတဲ့လူငယ်တိုင်းကိုကျွန်တော်တိုက်တွန်းချင်တာကအမားလုံးမိမှောင်မကြောက်ပါနဲ့တင်တစ်ခုခုမားသွားတိုင်းတစ်ခုခုရှုံးနေသွားတိုင်းငါဘဝတည်းကအရေးကြီးတဲ့အတွေ့အကြုံတစ်ခုရလိုက်ပြီလို့တွေးပါအဲ့ဒီအတွေ့အကြုံတွေကပဲတင့်ကိုနောက်တစ်ချိန်မှာဘယ်သူမှပြိုလဲအောင်မလုပ်နိုင်တော့ပဲပုံမခိုင်မှရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာစေမှာပါဒီနေ့ဗီဒီယိုလေးကတင့်အတွက်အတွင်းမြင်တစ်ခုပေးနိုင်ခဲ့ရင်ကျွန်တော်ဝမ်းသာပါတယ်တင်ရောဘဝမှာဘယ်လိုအတွေ့အကြုံမျိုးကအကြီးအကျယ်ပြောင်းလဲမှုကိုပေးခဲ့လဲဆိုတော့ကွန်မန့်မှာရေးထားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်